ညာချချင်ကတေးပရိနေပြီးတော့သားလေးဇင်မင်းအောင်ရဲ့တကောစတိတ်ရှုကနာခါမနောက်စီသူဘော်ရာပေါင်းချမ်းသာလူဝိဆန္ဒများလည်းပြည့်စုံနိုင်ကြပါသေးလို့နေပြီးတော့သားလေးဇင်မင်းအောင်ကအမြဲထာဝရဥထိတ်မှာပန်းစင်လျက်ပါမြင်စရာကြားစရာများကိုနေပြည်တော်လေးဇင်မင်းအောင်ကအမြဲထာဝရဥထိတ်မှာပန်းစင်လျက်ပါနေပြည်တော် KB ဆရာကြီးဦးစောမင်းအောင်နဲ့ KB ဆရာတထားပေါင်းတို့ဥထိတ်မှာပန်းစင်လျက်ယနေ့ကြွလာမိတ်တဟာရှားတာကိုစိတ်မြဲကြပါစေလို့ယေဗီဆရာဇင်မင်းအောင်မအမြဲထာဝရဥထိတ်မှာပန်းစင်လျက်ပါဆူတောင်းပေးလျက်ပါဗျာဟေးဟာမအဲ့ဒါဝါယာကျိုးတစ်ချောင်းနဲ့ကာလာတွေမျိုးပြောင်းနေနေပြီးတော့သားလေးဇင်မင်းအောင်ရဲ့တကောရစတိတ်ရှုကနာမလေးနေပြီးဇင်မင်းအောင်လိကရိကဒရာမာအားလုံးကိုပိုင်းနေသွားတီးခတ်နေနေပြီးတော့သားလေးဇင်မင်းအောင်ဆိုတာသူပါပဲဗျာလူတွေကတဲမှာဆွဲအောင်တိခတ်နေပါပြီလို့ဝေါဟေးဝါရတော့မင်္ဂလာထူးခြားဇင်မင်းအောင်ရဲ့လက်သွားဆိုတာဒါပါပဲဗျဘယေတတ်တော်ပေါင်းကိုဂုံတင်ကကျေးဇူးဆက်ရော့
ရေ